ရုတ်တရက်ဆိုသလိုပဲမြေပြင်ပေါ်မှာလဲကျနေတဲ့မယ်လီအိုရစ်ကခေါင်းထောင်လာပြီးပေါ့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 လေးတန်းနဲ့စကားဆပြောလိုက်ပါတယ် Thank you လက်တဲ့ Gil လို့သူကပြောပါတယ်သူ့ရဲ့အတန်ကနာကျင်မှုတွေလုံးဝမရှိပဲအောင်မြင်မှုအပြိုးတစ်ခုကတော့နှာခမ်းမှာပေါ်လွင်နေပါသေးတယ်ဘတ်စ်ထောင်ကြီးနဲ့နီကိုဖိုလစ်မြို့တော်ရဲ့တင်းချိုင်းအဲ့ဒီနှစ်နေရာတွေကတနေရာမှာသူ့ရဲ့အပေါင်းအပါတွေရှိနေနိုင်တယ်ဆိုတဲ့သတင်းချက်လက်ကိုသူရရှိလိုက်ပြီးဖြစ်ပါတယ်သူတွားကြည့်လိုက်အောင်မယ်လို့မယ်လီအိုရစ်ကပြောလိုက်တဲ့အခါဂီးတန်နာကလည်းအခြေအနေကိုချက်ချင်းသဘောပေါက်သွားပါတယ်မယ်လီအိုရစ်ကတမင်သက်သက်သူ့ရဲ့တိုက်ခိုက်မှုတွေကိုခံပြီးတခြားပြည်သားတွေရဲ့နေရာကိုစုံစမ်းဖို့ကြံစီခဲ့တာဖြစ်ပါတယ်။ဂီးတန်နာကဒီကိစ္စကိုနောက်မှဆက်ရှင်းကြတာပေါ့လို့ပြောပြီးကြောခိုင်းထွက်ခွာဖို့ပြင်လိုက်ပါတယ်။ဂီးတန်နာထွက်ခွာသွားပြီးနောက်မှာတော့မယ်လီအိုရစ်ကဒဏ်ရာတွေနဲ့ရိုင်နေဖြစ်နေတဲ့သူ့ခန္ဓာကိုယ်ကိုမနဲ့ထင်းထင်းရင်မတ်တက်ရိုက်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဘီနာကကြည်နေတဲ့ဒဏ်ရာတွေကဂီးတန်နာကိုကောက်ကင်လိုက်ပါတယ်။သူ့ကိုလွတ်ဖို့ဂီးတန်နာကပြောပြီးလျှက်စီးနဲ့ရှော့တိုက်လိုက်ပြီးမဲ့ဒဏ်ရာတွေကတော့မိန်းကလေးတွေကရှော့တိုက်တဲ့ယောက်ျားတွေကိုမုန်းနေဆိုတာမသိဘူးလားလို့ပြောရင်ဂီးတန်နာကိုပြစ်ပေါက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒိုင်ယန်နယ်ရဲ့လက်အကာအကွယ်ကတိုက်ပွဲတွေရကြောင့်ပျက်စီးသွားတာကိုမယ်လီယိုရစ်ကတတိထားမိလိုက်ပြီးစိတ်မကောင်းဖြစ်သွားပါတယ်။အဲလစ်ဘတ်ကတော့သူတို့နေရာစလုံးအစီအပြေလားလို့စိုးရင်တကြီးမင်းမြန်းလိုက်ပါတယ်။အာယွန်ကတော့မယ်လီယိုရစ်ရဲ့တရားတွေမှာပဲရောက်နေပါတယ်။အဲလစ်ဘတ်ကစိုးရင်နေပေမဲ့မယ်လီယိုရစ်ကတော့သူဘာမှမဖြစ်ကြောင်းဖြေလိုက်ပါတယ်။ဒါပေမဲ့သူ့ခန္ဓာကိုယ်ကသူ့တွေအများကြီးထွက်နေတာကိုမြင်တော့အဲလစ်ဘတ်ကပိုပြီးစိတ်ပူလာပါတယ်။မယ်လီယိုရစ်သနာအယံမကပ်ဖို့ဒိုင်ယန်နယ်ကမနာလိုစိတ်နဲ့ပြောလိုက်ပြီးသူ့တရားတွေကိုကူးတာပေးဖို့ကသူမတောင်းဝန်တာဖြစ်ကြောင်းပြောလိုက်ပါတယ်